online shop လုပ်နေပြီး order စရင်းနဲ့ shop ပွားနေလို့ခေါင်းလိုက်နေပြီလားအဲ့ဒီပြဿနာတွေကို MTH Smart Order System ကစက္ကန့်ပိုင်းအတွင်းဖြေရှင်းပြီးသွားမှာပါအရင်ဆုံးကိုယ့်ဖုန်းထဲမှာ Google Sheet app ကို download ဆွဲထားရမယ် Excel file ကိုဖွင့်လိုက်ရင်ပထမဆုံးမြင်ရမှာကစရင်းချုပ်ခဲ့ပါတယ်ဒီနေရာမှာတော့ကိုယ့်ဆိုင်ရဲ့နေ့စဉ်ရောင်းရငွေတွေ order အရေးအတွက်တွေနဲ့ငွေတောင်းရန်ကြန့်ရှိငွေတွေကိုပြပေးထားတယ်ပစ္စည်းပို့ရမယ့် order တွေကိုလည်းစရာတွေရှတ်တွေနဲ့အသီးစိတ်ပြပေးထားပါတယ်အခုဒီလိုမျိုးစရင်းချုပ်ထဲကို data တွေအလိုအလျောက်ဝင်လာဖို့အတွက် order ဆိုတဲ့ sheet ထဲကိုတွားကြည့်အောင်ဒီနေရာမှာ order စရင်းတွေကိုအသီးစိတ်မှတ်လို့ရပါတယ်ပထမဆုံးနေ့စွဲဖြည့်ခြင်းရင်ကိုယ့်လက်နဲ့လိုက်ရိုက်မနေစရာမလိုပါဘူးရက်စွဲဖြည့်ခြင်းနဲ့အကွက်လေးကိုနှိပ်ပြီးညာဘက်အောက်ထောင်က calendar ပုံစံခလုတ်လေးကိုနှိပ်လိုက်ပါဒါဆိုရင်ပေါ်လာတဲ့ပြက်ခရီနဲ့ကနေကိုကြိုက်တဲ့ date ကိုအလွယ်တကူရွေးချယ်ပေးလိုက်ရုံပါပဲနောက်ပြီးအင်ဂျီအယောင် site နဲ့အထည်အမျိုးအစားတွေကိုလည်းကိုယ့်လက်နဲ့လိုက်ရိုက်မနေပဲ drop down မြားလေးနှိပ်ပြီးအလွယ်တကူရွေးချယ်သွားရုံပါပဲတကယ်လို့ဒီ drop down စရင်တွေကစာသားတွေကိုကိုယ်စိတ်ကြိုက်ပြန်ပြင်ချင်နေဆိုရင်လည်းအလွယ်တကူပြင်လို့ရပါသေးတယ်ဥပမာ order တက်ထဲက size နေရာမှာပါတဲ့အရွယ်အစားမရွေးဆိုတဲ့ဟာကိုကမကြိုက်လို့ free site ဆိုပြီးပြောင်းချင်နေဆိုပါစို့အဲ့ဒါဆိုရင်အောက်နားမှာရှိတဲ့ပြင်ဆင်ရန်ဆိုတဲ့တက်ထဲကိုလာရပါမယ်ပြီးရင်ဒီပြင်ဆင်ရန်တက်ထဲကအရွယ်အစားမရွေးဆိုတဲ့နေရာမှာကိုပြောင်းချင်တဲ့ free site ဆိုတဲ့စာသားကိုဝင်ပြီးရိုက်ထည့်လိုက်ပါဒါဆိုရင် order တွင်းတဲ့နေရာမှာလေ free site ဆိုပြီးစာသားကအလိုအလျောက်ပြောင်းလဲသွားမှာဖြစ်ပါတယ်ဒီ MTH Smart Order System ကိုလုပ်ငန်းအတွက်အသုံးပြုခြင်းရင် Bio က Telegram link မှာဝင်ရောက် download ဆွဲနိုင်ပါတယ်တကယ်လို့ Telegram မရှိရင်လည်း like and share လုပ်ပြီး comment မှာ MTH လို့မှတ်ခဲ့ပေးပါ link လာပေးပါမယ်အခုဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ follow လုပ်ထားဖို့မမေ့နဲ့နော်